လက်ထိတယ်ဟိုကျန်လို့ပေးလိုက် အိုးစားလူမပြီးဘူး ဟိုကလိုက်စား နေ့လည်းစားတယ်ငါလည်းပြန်အိုးလည်းစားလိုက်ပြီ6လည်းစားတယ် တော့အထွတ်ကြီး အိုးပြောရေးစားပြီး အမလေးကိုသမားတော့ကောင်းရတယ်မင်းကတွေ့လိုက်လားမဟုတ်လေကျုံဘောမပြောနဲ့ဟုတ်ကိုသမားမထွက်လာဘူးကွာထွက်မထိုးတော့သူလောက်ပြလိုက်ပိတ်တာလေကြောက်က1080နဲ့ခိုင်းလို့မရဘူးမရဘူးလေညီက920ပါကို HD နဲ့ပဲရိုက်တာပဲဒါပေမဲ့ညီတို့ကပုံ SD ဖြစ်နေ ကြောက်ကအပြည့်လိုကြည့်920ပဲပေါ့ကြည့်တော့1080ကိုကြည့်1080ကိုလေးနေမှာမသိအဲ့ဒါဘယ်လိုရိုက်တယ်ကြီးရိုက်လို့ရလား ချဲရိုးမူးနေတယ်ဆက်ဆက်တော့ line ဆိုရတဲ့တော့ကောင်းပါမနဲ့ဝယ်ပေးရတော့ဟိုမဖြုတ်ဘူးဟာ ဖြာလေးရေတပင်သွားစမ်းမှာညီอ่ะ ဖြုတ်ဝယ်သူထည့်တာလေဟာပြောရင်14နဲ့6နဲ့ကြည့်တော့ ဆွဲနေတယ်ဟဲ့ရေဂျက်လီအာပါဂျက်လီများတာဝင်ကြီး slide တွေကကျုံးရှားကုန်ပြီခက်တယ်တော်တယ်ထွက်လာပြီမော်ရမီနေပါလဲငါပါလဲဟိုကပြစ်ပြီ တိုးလိုက်ချိန်မိုးလေးမိနစ်ပေးထားတယ် ခေါ်တော်တိုးရတော့အဲ့ထွက်လာသေးရဲ့ မာတင်ထားတယ် ခါပြလိုက်တော့ ကောကြီးဒိုင်း ဘယ်ကိုကလိုက်တာလဲ အာ ပို့လာပေါ့ဂျိန်းနဲ့ ကိုပဲကျလို့ကောင်းအောင်ည โอ้เก็บเราဖြစ်တယ် 3-1ပါဟုတ်ပါတယ်ဘီလင်းတကူပါတိုက်ထုတ်နိုင်နေပါတယ် မော်လမနဲ့တပွဲဝင်ပါဝင်လို့မသိအဲ့ဒါဒီနေ့ကကြရခုလုံးဒီတပွဲပဲရှိတယ် အခုပါတယ် ဟမ် အခုပြောတဲ့ပုံစံရတယ်ရိုးနေပုံစံဘတ်ဂျက်ရှိကိုပြည့်ထဲကအခက်လို့ပြောရတယ်ရှိတာပြဿနာမဟုတ်မရှိတာပြဿနာရှိတာကိုကမရှိစေချင်တာဟာလားအဲ့ဒါအလွယ်မရှိတာကိုရှိအောင်လုပ်ဖို့ပဲခက်နေတယ်ကိုဟာ အခုချစ်တာရတော့ အာဗလိုက် ဟိုကတော့ပြက်နေတယ်ဂျာကတော့ရှိတော့ရှိတဲ့ပါ ဟုတ်တယ်ကိုရေဗလိုက်ရေဖြတ်တင်မို့ကျွတ်စင်ကြီး ဟုတ်တယ်တော့ဟာ ဗလိုက်လုံးနေတာဒါပေမဲ့အကိုကြည့်နေပေးဖို့မရှိဘူး ရိုက်တယ်ဟိုမှာပြီးတော့ ပေးဖို့မရှိဘူးဒီရပေးဖို့မရှိဘာကြောင့်လဲသိလားဂိုးသွင်းတဲ့လူကပေးရဖန်တီးကပေးရတော်တော်ဗျာဘတ်လိုင်းဆိုရင်ဘတ်လိုင်းပေးတယ်ဆိုစင်တာဘတ်လောက်ပဲပေးမှာဗျာစိုက်ဘက်တွေဘာတွေပေးဖို့ဆိုတော့တော်ရှားတယ်ဗျာ โอเคတွင်းလာတော့ပါ စိုက်ဘက်ရဲ့ဘဝမှာကြုံဘူးလားဆိုလို့ကြည်နေတို့တယောက်ပဲရတာမဟုတ်တော့ရတယ်ပြီပဲ ဟောမရဘရိုက်ကော ဟုတ်တယ်ညီလေး sorry မှားရတယ်ဗလာကြီးရုပ်စင်လို့ sorry 14ဟောလာကန် ဆက်လီမဗလာကြီးနမလေး 14ခဏမှဝင်ဒီကောင်လည်းကဖယ်ပဲဖြစ်တယ် အပေါင်နဲ့ရင်းနေကန်တာအပေါင်ဘယ်လိုတက်သွားလဲ3-3ပါ3-3ဆိုအပေါင်ကအရှိမတပွဲမှာနိုင်တာ3မှတ်နောက်တပွဲတည့်ရ လေးမပြုတ် 4မှတ်ဖြစ်သွားပြီ 14တကောင်မစိုးတော့ဘော cross ball တွေစဟောပေါ်တင်ပြီးကထုတ်လိုက်တယ် ဘောလို့ဝီယန်ဆိုးပဲလားမသိရတာဝီယန်ဆိုးဘောလှုပ်ချင်လို့လှုပ်ပုတ်သူပုတ်နေတာမာတင်ပြလိုက်ပြီကျွန်တော်14 များတယ် ကျွန်တော်14ရဲ့ခုတ်တင်ဘောကတော့နည်းငယ်များသွားပြီများ ကောင်းစောစောထဲပူတော့ဆိုးလို့ cross ball ကောင်းစောတက်တယ် ရေချောင်းလို့ရှုံထွက်ရပြီဆိုတော့ဟုတ်ပါဗျ